ကျွန်တော်ကပြောကြရတော့ရှိရသေးလားကျွန်တော်မိသားစုရင်းနဲ့တူဟိုဟာတမီးထိုးပေးထားတာဟောကြောင်ကြောင်တိတ်ကုံယူစရာကောင်းတဲ့ပွဲတိတ်ကုံရှိတဲ့ပွဲဒေါ်လိုင်းကလာတွေမှာဒီပွဲမှမဟုတ်ဘူးဘာပွဲဖြစ်ဖြစ်အားလုံးပေါ့နော်ကိုအပူတစ်ခုတည်းကိုပဲငြိမ်ဖို့အတွက်ပတ်သက်ရှာတဲ့ပွဲမဟုတ်ဘူးလीနော်ဟုတ်တယ်မလားပြောတယ်ဒီလက်တယ်ညမရန်တာတယ်ရန်ကုတ်ယူတယ်တခါတည်းဗီဒီယိုရက်ကော့လေးလည်းရှိနေတာဆိုတော့ကျွန်တော်ပြောချင်တာလေးရှိတယ်ကျွန်တော်မိသားစုတွေညီကိုတွေကျွန်တော်တို့boycott ကိုကျွန်တော်တို့ပြင်းပြထန်ထန်လေးလုပ်ဖို့လိုမယ်နော်အားလုံးအဲ့ဒီတရားလေးတော့ရှိပြီပါနော်boycott ဆိုတာကျွန်တော်တို့ကရိုင်းတာမဟုတ်ဘူးဆဲတာမဟုတ်ဘူးသွားပြီးတော့အောက်တန်းကြရလည်းမဟုတ်ဘူးတသက်လုံးဘယ်လိုအကြောင်းနဲ့မှစောက်ဖက်မလုပ်တာโอเคအဲ့ဒါလေးတော့ဆွဲမြဲမြဲကျွန်တော်တို့တင်ကြမယ်တော်လိုင်းပြီးရတဲ့မုံတော့တော်လိုင်းပြီးတဲ့နောက်ထိပါကျွန်တော်တို့က boycott လုပ်ရမှာကျွန်တော်တို့အဲ့လိုအမျိုးသားတွေများလို့စစ်အာဏာရှင်ကအားတိုင်းအာဏာထထသိမ်းတာဒီကနေ့စောက်ဘောတွေပါတခုခုနဲ့6လိုက်နေသွားမယ်ကျွေးလိုက်နေသွားမယ်ဆိုတာအဲ့လိုအောက်တန်းစားလူတန်းစားအရေးအတွက်များလို့ဖြစ်တာကျွန်တော်တို့ဒီတစ်ခါမှာတော့နောက်ဆုံးပဲထပ်ဖြစ်မခံတော့โอเค